Hello အားလုံးပဲမင်္ဂလာပါမလေးစကားပြောမှာပြန်လည်ပြီးတော့ကြိုဆိုပါရစေဒီနေ့မှာကျမ်းမာရေးနဲ့ပတ်သက်တဲ့စကားလုံးများကိုကျွန်တော်နဲ့အတူတူလွယ်ကူရိုးရှင်းစွာလေ့လာကြည့်ကြရအောင်မလေးလိုကလင်းနဲ့မြန်မာလိုစေကံမလေးလိုကလင်းနဲ့မြန်မာလိုစေကံကိုကဖျားနာတဲ့အခါမှာစေးရုံစေကံဘယ်နာမှာရှိလဲလို့တယောက်ယောက်ကိုမေးချင်တဲ့အခါမှာကလင်းနဲ့လို့ပြောဆိုပြီးတော့မေးပါတယ်ဒါဆိုကျွန်တော်တို့ဆေးရုံကိုမလေးလို့ hospital မြန်မာလိုဆေးရုံမလေးလို့ hospital မြန်မာလိုဆေးရုံမလေးလို့ hospital မြန်မာလိုဆေးရုံလို့ခေါ်ပါတယ်ဆေးရုံနဲ့ဆေးကံကျွန်တော်တို့မလေးလို့အခေါ်ချင်းမတူအောင်မူဒီစကားလုံးနှစ်ခုကိုလည်းသိချာနားလည်အောင်လေ့လာမှတ်သားထားရပါမယ်မလေးလို့ဓမ္မမြန်မာလိုဖျားနာသည်မလေးလို့ဓမ္မမြန်မာလိုဖျားနာသည်မလေးလို့ဓမ္မမြန်မာလိုဖျားနာသည်ကိုကနေနေမကောင်းလို့ဖျားနာတယ်လို့ပြောချင်တဲ့အခါမှာဓမ္မကိုအသုံးပြုပြီးပြောဆိုလို့ရပါတယ်မလေးလို့စာကိမြန်မာလိုနာကျင်သည်မလေးလို့စာကိမြန်မာလိုနာကျင်သည်ကိုကနေတစုံတစ်ခုခုနဲ့ခိုင်းပြီးလို့နာကျင်တာပဲဖြစ်ဖြစ်နေမကောင်းလို့နာကျင်ကြိုက်ခဲနေရပဲဖြစ်ဖြစ်စာကိကိုအသုံးပြုပြီးပြောဆိုလို့ရပါတယ်မလေးလို့ဘာတို့မြန်မာလိုချောင်းဆိုးသည်မလေးလို့ဘာတို့မြန်မာလိုချောင်းဆိုးသည် BATUD ဘာတို့မြန်မာလိုချောင်းဆိုးသည်လို့အဓိပ္ပာယ်ရပါတယ်မလေးလို့ပနင်းမြန်မာလိုမူးဝေသည်မလေးလို့ပနင်းမြန်မာလိုမူးဝေသည်မလေးလို့ပနင်းမြန်မာလိုမူးဝေသည်မလေးလို့ကပါလာမြန်မာလိုခေါင်းမလေးလို့ကပါလာမြန်မာလိုခေါင်းမလေးလို့ကပါလာမြန်မာလိုခေါင်းဒါဆိုဒီစကားလုံးနှစ်ခုကိုလည်းပေါင်းစည်းပြီးပြောဆိုလို့ရပါတယ်ကိုကခေါင်းမူးနေလို့အလုပ်ထဲမှာအလုံးမလုံးနိုင်တော့ဘူးလို့တယောက်ယောက်ကိုပြောချင်တဲ့အခါမှာပနင်းကပါလာမြန်မာလိုခေါင်းမူးသည်လို့အဓိပ္ပာယ်ရပါတယ်ကျွန်တော်တို့စကားလုံးပေါင်းစည်းပြီးအဲ့လိုမျိုးပြောဆိုလို့ရပါတယ်ခင်ဗျာမလေးလို့စာကေဂီဂီမြန်မာလိုတွားကြိုက်သည်မလေးလို့စာကေဂီဂီမြန်မာလိုတွားကြိုက်သည်စာကေဆိုတာကနာကျင်သည်ဂီဂီဆိုတာကတွားဒါဆိုစာကေဆိုတဲ့စကားလုံးတစ်ခုနဲ့ကျွန်တော်တို့ဝါကျတွေဖွဲ့ဆိုလို့ရပါတယ်ဥပမာကျွန်တော်ဝါကျတစ်ခုဖွဲ့ပြပါမယ်စာယာစာကေတငန်ကျွန်တော်လက်နာတယ်စာယာစာကိတငန်ကျွန်တော်လက်နာတယ်တငန်ဆိုတာကမြန်မာလိုလက်လို့ခေါ်ပါတယ်တငန်လက်စာယာစာကိကာကီကျွန်တော်ခြေရောက်နာတယ်စာယာစာကိကာကီကျွန်တော်ခြေရောက်နာတယ်ကာကီဆိုတာကမြန်မာလိုခြေရောက်လို့ခေါ်ပါတယ်ကာကီခြေရောက်စာယာစာကိမာတာကျွန်တော်မျက်စိနာတယ်စာယာစာကိမာတာကျွန်တော်မျက်စိနာတယ်မာတာဆိုတာကမြန်မာလိုမျက်စိလို့ခေါ်ပါတယ်မာတာမျက်စိစာယာစာကိပရုကျွန်တော်ပိုင်းနာတယ်စာယာစာကိပရုကျွန်တော်ပိုင်းနာတယ်စာယာစာကိပရုကျွန်တော်ပိုင်းနာတယ်ပရုဆိုတာကမြန်မာလိုဘိုက်လို့ခေါ်ပါတယ်ပရုဘိုက် PERUD ပရုဘိုက်ဒါဆိုကိုကဆေးရုံဆေးကန်းသွားခြင်းတဲ့အခါမှာကိုယ်မှာရှိတဲ့ဝေဒနာကိုဆရာဝန်ကိုမလေးလို့ပြောဆိုလို့ရပါပြီမလေးလို့ဂါတာမြန်မာလိုရရန်သည်မလေးလို့ဂါတာမြန်မာလိုရရန်သည်မလေးလို့ဂါတာမြန်မာလိုရရန်သည်မလေးလို့ဆဲဆမမြန်မာလိုအေးမိသည်မလေးလို့ဆဲဆမမြန်မာလိုအေးမိသည်မလေးလို့ဆဲဆမမြန်မာလိုအေးမိသည်မလေးလို့မွန်တာမြန်မာလိုအော့အန်သည်မလေးလို့မွန်တာမြန်မာလိုအော့အန်သည်မလေးလို့မွန်တာမြန်မာလိုအော့အန်သည်မလေးလို့ဒါရာတင်ကီမြန်မာလိုတွေ့တူမလေးလို့ဒါရာတင်ကီမြန်မာလိုတွေ့တူမလေးလို့ဒါရာတင်ကီမြန်မာလိုတွေ့တူမလေးလို့ဒါရာရန်တာမြန်မာလိုတွေ့ရနေသည်မလေးလို့ဒါရာရန်တာမြန်မာလိုတွေ့ရနေသည်မလေးလို့ဒါရာရန်တာမြန်မာလိုတွေ့ရနေသည်မလေးလို့ကင်ချင်းမာနီမြန်မာလိုစီဂျူမလေးလို့ကင်ချင်းမာနီမြန်မာလိုစီဂျူမလေးလို့ကင်ချင်းမာနီမြန်မာလိုစီဂျူမလေးလို့ချီရီဘီရီမြန်မာလိုဝမ်ရှော့တီမလေးလို့ချီရီဘီရီမြန်မာလိုဝမ်ရှော့တီမလေးလို့ချီရီဘီရီမြန်မာလိုဝမ်ရှော့တီမလေးလို့စပလစ်မြန်မာလိုဝမ်ချုပ်တီ
မလေးလို့စပလစ်မြန်မာလိုဝမ်းချုပ်သည်မလေးလို့စပလစ်မြန်မာလိုဝမ်းချုပ်သည်ဒါဆိုဒီစကားလုံးတွေကိုလည်းအလွယ်တကူကြက်မှတ်ထားဖို့လိုအပ်ပါမယ်ဒါမှသာကျွန်တော်တို့ဆေးရုံဆေးကန်းသွားတဲ့အခါမှာကိုယ်မှာရှိတဲ့ဝေဒနာကိုအလွယ်တကူဆရာဝန်ကိုပြောဆိုနိုင်မှာဖြစ်ပါတယ်ဒါဆိုကျွန်တော်တို့ကျန်းမာရေးနဲ့ပတ်သက်ပြီးစကားလုံးတော်တော်များများကိုမှတ်သားရလွယ်ကူမယ်လို့ယုံကြည်ပါတယ်နောက်ထပ်သိချင်တဲ့စကားလုံးများရှိပါက comment အောက်မှာရေးခတ်နိုင်ပါတယ်မိတ်ဆွေတို့အတွက်ကျွန်တော်ဗီဒီယိုကအကျိုးရှိရဆိုရင်မလေးစကားပြောအခုပေလေးကို follow လုပ်ခဲ့ပေးကြပါခင်ဗျာကျွန်တော်ရဲ့ YouTube channel ကိုလည်းတွားရောက်ကြည့်ရှုနိုင်ပါတယ်ကျွန်တော်ရဲ့ YouTube channel link ကိုအခုရဲ့ page အောက်မှာ link ချပေးထားပါတယ်အားလုံးပဲနောက်ထပ်ဗီဒီယိုမှာပြန်လည်ဆုံတွေ့ပါမယ်အားလုံးပဲ bye bye ပါ